လောကလန်ရဲ့ပြောင်းလဲကိုခံနိုင်ရရှိပါလူတွေပေါ်အပြောင်းလဲကိုခံနိုင်ရရှိပါဘဝရဲ့ပြောင်းလဲကိုခံနိုင်ရရှိပါတတ်တမတ်သေးဆိုတာဘယ်နေရာမှမရှိပါဘူးဒါကြောင့်ခံနိုင်ရရှိကြပါအကျွေးမကုန်လီတော့ရေစက်ဆုံကြတာပေါ့လူတယောက်ဟာဘလောက်ပဲတန်ဖိုးရှိအောင်နေဝစ်ကျွေးပါလာရင်တန်မိုးမဲ့သူနေစုံတွေ့ရတတ်ပါရဲ့ဒါကြောင့်မို့အပူလဲမှာအေးအောင်နေပါအဆိုးထဲမှာကောင်းနေပါအရှုပ်ထဲမှာရှင်းအောင်နေကြပါအမောင်ထဲမှာလင်းအောင်နေကြပါအမားထဲမှာမှန်အောင်နေပါအနေချက်မှာအသေးမြတ်မှာမှုနေကြအောင်နေပါရှုပ်ထဲမှာရှင်းအောင်နေတရားတော်ဆရာတော်ဦးစောဒီကမဟာနိုင်ဆရာတော်ရဲ့တရားတော်ကိုကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါတယ်အခုလိုတန်မိုးရှိရဲ့တရားတော်များကိုနားယူနိုင်ရန်အတွက်ရွှေနဲတော် furniture page လေးကို follow လေးလုပ်ထားပြပါဦးရှင်ကျေးဇူးများတင်ပါတယ်